သမရာကြီးဟာဟင်းရဲ့ထူးခြားတဲ့အနံ့ဆွဲဆောင်မှုကြောင့်ခဏတာအိမ်တွေမစင်နိုင်အောင်ဖြစ်သွားခဲ့ရတယ်ဆူရီကဒီအခွင့်အရေးကိုအတုံးချပြီးသမရာကြီးရှင်ကျမတို့ရဲ့ဟင်းကိုစားကြည့်ပါဦးရှင်လို့ပြောလိုက်တယ်သမရာကြီးကအငမ်းမရဖြစ်ပြီးတူတော်မကင်တော့ပဲမြန်မာလူကြီးစက်သားကိုကင်လိုက်ပါတော့တယ်ပြိုင်ဘက်တထေးကတပည့်တွေကိုအချက်ပြလိုက်တော့ရုပ်မာပြီးလူတယောက်ကိုတွန်းလိုက်တော့စက်သားဟင်းကမြေကြီးပေါ်ပြုတ်ကျသွားခဲ့တယ်တထေးကြီးကမင်းပါလောက်တာလဲမေးတော့ပြိုင်ဘက်တထေးကမတော်တဆဖြစ်တာပါလို့လိန်ပြောတယ်မင်းတို့ဟိုတယ်ကိုဒီနေ့ပျက်စီးအောင်လုပ်ပြမယ်လို့ထပ်ပြောလိုက်တယ်တထေးကြီးကမင်းပါလို့ချင်တာလဲမေးလိုက်ပါတယ်အဲ့အချိန်မှာပြိုင်ဘက်တထေးကသမရကြီးခင်ဗျာဒီနေ့ကျွန်တော်တို့ဘက်ကနေပြိုင်ပွဲတစ်ခုစိန်ခေါ်ခြင်းပါတယ်ပြိုင်ပွဲနာမည်ကရှင်တန်ချင်းနဲ့ညီကုန်းချုပ်ချင်းဖြစ်ပါတယ်ခင်ဗျာဆိုတော့တထေးကြီးကစိတ်တူပြီးမင်းယူနေပြီလားလို့ပြောလိုက်ပါတယ်ဆူရီကရှင်တန်ချင်းနဲ့ညီကုန်းချုပ်ချင်းပြိုင်ပွဲဆိုတာဘာလဲလို့မေးလိုက်ပါတယ်ဒီပြိုင်ပွဲကရင်ကျိုးပြည်ရဲ့ဟင်းချက်ပြိုင်ပွဲပဲစားတောက်ဆိုင်နှဲဆိုင်ရှိရင်တဆိုင်ကစတင်စိန်ခေါ်နိုင်ပြီးပြိုင်ဘက်ကညှင်းဆန်ပိုင်ခွင့်မရှိဘူးရှုံးတဲ့ဆိုင်ကတော့အပြီးတိုင်ပိတ်သိမ်းရမယ်ဆိုတဲ့ပြစ်ဒဏ်ကိုခံစားရမယ်အဲ့အချိန်မှာသမရကြီးကလည်းစီးမြင့်ပဲလေဒီလိုဆိုရင်ပြိုင်ပွဲအတွက်ပြင်ဆင်လိုက်ပါလို့ပြောလိုက်တယ်တထေးကြီးကပြိုင်ဘက်တထေးကိုကြည့်ပြီးမင်းကဆိုင်ကိုပိတ်သိမ်းစေခြင်းရင်တော့မင်းမခိုင်မာတဲ့သွားတွေရှိရမှာပေါ့ကွာဆိုပြီးစိန်ခေါ်လိုက်ပါတော့တယ်ပြိုင်ဘက်တထေးကလည်းအပိုးတွေပြောမနေတော့ပဲစောစောအရှုံးပေးလိုက်ပါကွာဆိုပြီးပြန်ပြောလိုက်ပါတယ်